အင်းရင်ပြက်ကြပြီးနောက်နေမနက်မှာလင်ဒါကကျွန်းတကျွန်းပေါ်မှာနိုးလာပါတယ်အနေငယ်လှည့်လှည့်ရှာဖွေပြီးနောက် Bradley ကိုလည်းအဲ့ဒီမှာပဲတွေ့လိုက်ပါတယ်သူကသတိလစ်နေပြီးခြေထောက်မှာပြင်းထန်တဲ့ဒဏ်ရာတစ်ခုရှိနေပါတယ်လင်ဒါကကြောက်တုံးတစ်ခုကိုအခြားကြောက်တုံးနဲ့ထိုးရိုက်ပြီးဓာတ်လိုအသုံးပြုနိုင်အောင်ပြုလုပ်ပါတယ်အဲ့ဒီနဲ့အပင်တွေကိုဖျက်ပြီးထုံတော်ဂျိုဒန်လိုအပင်တွေ vines တွေနဲ့တစ်ကိုက်တွေစူးစီးပြီးအမိုးအကာတစ်ခုတိဆောက်လိုက်ပါတယ်လင်ဒါကမီထဲမှာလွှင့်တူးပြီးတစ်အုံခွင်တွေထဲကရေစုဆောင်မှုပြုလုပ်ထားပါတယ်ညနေခင်းမှာမိုးရွာလာပေမဲ့လင်ဒါကသူမတိဆောက်ထားတဲ့အမိုးအကာထဲမှာ Bradley ကိုစောင့်ရှောက်ရင်းလုံခြုံနေပါတယ်နောက်နေ့မှာလင်ဒါကတစ်အုံကြီးကိုတောက်ပါတယ်အဲ့ဒီအချိန်မှာ Bradley နိုးလာပြီးသူမကသူ့ကိုလည်းရီတိုက်ပေးပါတယ်အခြားသူတွေမရှိတော့ကြောင်းသိလိုက်တဲ့အခါ Bradley ကစိတ်ချသွားပြီးလင်ဒါကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ထို့နောက်လင်ဒါကတစ်ကိုင်းနဲ့အရွက်ကြီးအသုံးပြုပြီးမီးထွန်းမှုအကျိုးစားပါတယ်သူမကငါးတစ်ကောင်ကိုဖမ်းပြီးမီးပေါ်မှာချက်စားပါတယ် Bradley ကိုအစားပေးတဲ့အခါသူကအနံ့မကြိုက်ဘူးလို့ပြောပြီးမစားချင်ပါဘူးဒါကြောင့်လင်ဒါကအစာကိုသူ့ပါဇက်ထဲထည့်ပေးလိုက်ပါတယ်နောက်နေ့မနက်မှာလင်ဒါက conch ကိုရှာတွေ့လို့အရန်ပြုတ်ရွှင်နေပါတယ်ဒါပေမဲ့ Bradley ကမနစ်သက်ပဲသူမကို distress signal မလုပ်တာလီရင်တွင်းမှာ GPS ဆက်မရှာတာဘာကြောင့်လဲဆိုပြီးမေးပါတယ်လင်ဒါကသူမရဲ့အဓိကရည်ရွယ်ချက်ကသူတို့ကိုအသက်ရှင်အောင်ထိန်းသိမ်းတာဖြစ်တယ်လို့ပြောပေမဲ့ Bradley ကအရေးကြီးဆုံးကကယ်တင်ခံရဖို့ပဲဖြစ်တယ်လို့ထင်ပါတယ်Bradley ကထိုင်းကုန်းကနေထရက်ဖို့ကြိုးစားတဲ့အခါနာကျင်မှုပြင်းထန်စွာခံစားရပါတယ်လင်ဒါကကူညီဖို့ကြိုးစားပေမဲ့သူကသူမကိုမထိချင်ပါဘူးလင်ဒါကသူ့လက်တွေပျော့လွန်းတယ်လို့လောင်ပြောင်လိုက်တော့ Bradley ကဒေါသထွက်ပြီးသူမကိုအလုတ်သမားတယောက်လိုသဘောထားပြီးစကားပြောဖို့တတိပေးပါတယ်စိတ်မကျေနပ်တဲ့လင်ဒါကသူမရဲ့ပစ္စည်းတွေယူပြီးသူ့ကိုတယောက်တည်းထားပေးပါတယ်နိုင်များကြာလာရဲ့အခါ Bradley ကတယောက်တည်းနေနိုင်တယ်လို့ပြုမှုဖို့ကြိုးစားပေမဲ့နောက်ဆုံးမှရေငတ်အစာငတ်ဖြစ်လာပြီးလင်ဒါမရှိဘဲမချစ်နိုင်ဘူးဆိုတာသိလိုက်ရပါတယ်အဲ့ဒီညမှာလီပြင်းကြိုက်ပြီးသူ့အမိုးအကာကိုဖျက်ဆီးသွားပါတယ်နောက်နေ့မှာနီယံပြင်းချသူ့အရေးပြားမီးလောင်သလိုဖြစ်ပြီးနောက်ဆုံးမှတတိလစ်သွားပါတယ်လင်ဒါကရေနဲ့အတူပြန်လာပြီးဒီမှာတော့ office မဟုတ်တော့ဘူးလို့ပြောလိုက်တဲ့အခါ Bradley ကသဘောတူလိုက်ပါတယ်မကြခင်မှာပဲ Bradley ကအစားစတင်စားနိုင်လာပါတယ်လင်ဒါကဝရိုင်းတကောင်ရဲ့လမ်းကြောင်းအမရသားတွေတွေ့ထားတယ်လို့ပြောပြီးအဲ့ဒီကိုလိုက်ဖမ်းဖို့လမ်းတစ်ချောင်းပြုတ်လုပ်ပါတယ် Bradley ကအကောင့်တင်ဌာနကလင်ဒါတကဝရိုင်းကိုမဖမ်းနိုင်ဘူးလို့ယုံကြည်မထားပြီးမြဲလင်ဒါကချက်ချင်းပြန်တဲ့ပြီးသူမဟာ strategy and planning department ကဖြစ်တယ်လို့ပြောပါတယ်သူမက Bradley ကိုလိန်နေတယ်လို့ထောက်ပြပြီးသူမရဲ့အလုပ်ကိုကြည့်ထားတယ်လို့ပြောခဲ့ပြီးမြဲတကယ်တော့မကြည့်ခဲ့ကအထင်ရှားတယ်လို့ပြောပါတယ်တော်ထဲမှာလင်ဒါကမြေပြင်ပေါ်ကလမ်းကြောင်းတွေကိုလိုက်နာနေစဉ်အတန်တခုကြားလိုက်ကကြောင်ရက်တန်သွားပါတယ်ရုတ်တရက်ဝရိုင်းကသူမနောက်ဘက်ကနေပေါ်လာပြီးသူမကိုတိုက်ခိုက်ကလဲကျသွားတယ်ကန်ကောင်းစော်နဲ့အဲ့ဒီဝရိုင်းကလဲနေတဲ့တစ်ပင်နောက်မှာကန်နေပြီးလင်ဒါကိုပြီးဖို့အခွင့်ပေးလိုက်ပါတယ်နောက်ပိုင်းမှာဝရိုင်းကတစ်ပင်ကိုလှည့်ပြီးသူမကိုဆက်လက်ရှာဖွေတယ်နောက်ဆုံးမှာမြေပြင်ပေါ်ကသူမရဲ့ jacket ကိုတွေ့ပြီးမရက်ပဲရှာနေပါတယ်အဲ့ဒီချိန်လင်ဒါကအပေါ်ကနေခုန်ချပြီးဝရိုင်းရဲ့လေပင်ကိုလှမ်းနဲ့ထိုးလိုက်ပါတယ်ဒါပေမဲ့လှမ်းကကွေးသွားပြီးဝရိုင်းကသူမကိုလှမ်းပစ်ဖို့ကြိုးစားပါတယ်ဝရိုင်းကသူမကိုထပ်မံတိုက်ခိုက်လာတဲ့အခါလင်ဒါကကြမ်းတဲ့လှန်ပိုင်းကိုအသုံးပြုပြီးထပ်မံထိုးလိုက်ပါတယ်ဒါပေမဲ့ဝရိုင်းကမသေးသေးပဲသူ့နဲ့ချွဲတွေကိုသူမမျက်နှာပေါ်ပန်းထုတ်နေစေဖြစ်ပါတယ်လင်ဒါကအရန်အားနေနေတော့လေဝရိုင်းရဲ့လေပင်တွေကပထမလန်ပိုင်းကိုပြန်ဆွဲထုတ်ပြီးမျက်လုံးထဲကိုအချိန်ချင်းထိုးလိုက်ကနောက်ဆုံးမှတတ်နိုင်လိုက်ပါတယ်မကြမီမှာလင်ဒါကဝရိုင်းကောင်းကိုရှူလာပြီး Bradley ရှေ့မှာဂုံယူစွာချပြီးသူမကအဲ့လိုလှုပ်တာကိုကြိုက်တယ်လို့ပြောပါတယ်အဲ့ဒီညမှာသူတို့နှစ်ယောက်လုံးအရသာရှိတဲ့အသားကိုစားပြီးပျော်ရွှင်ကြပါတယ်ရဲအနေငယ်အကြမှာလင်ဒါကလှဲ့လှဲရှာဖွေနေစဉ်ရေတပွန်တစ်ခုကိုတွေ့ရှိပြီးရေချိုးဖို့ဆုံးဖြတ်လိုက်ပါတယ်ရုတ်တရက်အတန်တစ်ခုကြားလိုက်တာကြောင့်အနီးမှာလေတစည်းကိုမြင်လိုက်ပါတယ်လင်ဒါကကူညီဖို့အော်ဖို့အမြန်ပြေးသွားပေမဲ့ဒီနေရာမှာသူမပျော်ရွှင်နေတယ်ဆိုတာသဘောပေါက်ပြီးရပ်တန့်လိုက်ပါတယ်ထို့နောက်သူမက camp ကိုပြန်လာပြီး Bradley ကိုရေးတိုက်ပြီးကသူမပြုတ်လုပ်ထားတဲ့အရွက်တွေနဲ့လုပ်ထားတဲ့လွယ်အိတ်ကိုပြသလိုက်ပါတယ်ဒါပေမဲ့ Bradley ကနှစ်ပတ်တောင်ကြာပြီးသားဖြစ်တော့လေသူတို့ကိုမတွေ့သေးတာကြောင့်စိတ်မရှိဖြစ်နေပါတယ်လင်ဒါကအပြူသဘောနဲ့ဆက်နေဖို့ပြောတဲ့အခါ Bradley ကစိတ်ပေါက်ကွဲပြီး raft တစီစောက်တင်တယ်လို့ပြောပါတယ်လင်ဒါကအဲ့ဒါမကောင်းတဲ့အကြမ်းလို့ထင်ပြီးနှစ်ယောက်တိုက်တစ်ချိန်ချင်းဆွေးနွေးမှုဖြစ်လာပါတယ်မကြခင်မှာ Bradley ကလင်ဒါဟာဒီဘဝနဲ့ပဲပျော်ရွှင်နေတယ်ဆိုတာသိပြီးထွက်သွားဖို့ကြိုးစားပါတယ်ဒါပေမဲ့သူ့ခြေထောက်တန်းရကြောင့်နှီးခွေးနေပါတယ်သူကလင်ဒါကိုသူမအရေးအကြီးလွန်တယ်လို့ထင်နေတယ်လို့ပြောပြီးသူကတော့အရေးကြီး company တစ်ခုရဲ့ president ဖြစ်တယ်လို့ပြောပါတယ်ဒါပေမဲ့လင်ဒါကရည်ပြီးသူ့အဖေကပဲအရာအလုံးလုပ်ခဲ့တာသူမကနေပိုဘေဘီတယောက်ပဲဖြစ်တယ်လို့ပြန်ပြောပါတယ် Bradley ကသူမကိုအလုပ်ဖြုတ်လိုက်ပေမဲ့လင်ဒါကချက်ပြီးရည်နေပါတယ် Bradley ကအစာငက်ပြီး back တစ်ကောင်ကိုဖမ်းဆောက်ဖို့ကြိုးစားပေမဲ့အရန်ဆိုးရွားတဲ့အနိုင်ကြောင့်အန်ထုတ်လိုက်ရပါတယ်နောက်ဆုံးမှာသူလင်ဒါကိုဆက်သွယ်လာပြီးသူမကစပွဲတစ်လုံးနဲ့ဆူရှီစားစီအပြီးပြင်ဆင်ထားတာကိုတွေ့ပါတယ်သူကသဘောကောင်းတယ်လို့ပြုမှုဖို့ကြိုးစားပေမဲ့လင်ဒါကသူ့သွားမှတခုကန်းနေတယ်လို့ပြောလို့သူ့ကိုရှက်သွားစေပါတယ်သူကသူမလက်ထဲမှာဓာတ်တစ်ချောင်းရှိတာကိုတွေ့ပြီးသူမကကန်းကျင်မှာတွေ့တယ်လို့ရှင်းပြပါတယ် Bradley ကသူ့အပြုမှုအတွက်တောင်းပန်ဖို့ကြိုးစားပေမဲ့လင်ဒါကပိုးပြီးပြောခိုင်းကသူမကိုအရန်ရော့တက်ခဲ့တာသူမကကုမ္ပဏီအတွက်အရေးကြီးလွန်တယ်ဆိုတာကိုဝန်ခံပါတယ်လင်ဒါကစားတောက်နေပြီးသူ့ကိုလောင်ပြောင်နေတယ်နောက်ဆုံး Bradley ကဒူးထောင်ပြီးကူညီမယ်လို့ကတိပေးပြီးတောင်းပန်ပါတယ်သူမကလောင်ပြောင်နေသေးတာကြောင့် Bradley ကနောက်ဆုံးမှာ man တက်ပြီး naughty time နောင်ကန့်လန့်လိုက်ပါတယ်လင်ဒါကချက်ချင်းရက်စီပြီးနောက်ဆုံးသူ့ကိုပြင်လက်ခံလိုက်ပါတယ်နေ့လယ်မှာလင်ဒါက Bradley ကိုလမ်းလျှောက်ခေါ်သွားပြီးသူ့ခြေထောက်ပြန်ကောင်းအောင်လေ့ကျင့်ပေးပါတယ်သူတို့တောင်ပေါ်ကိုရောက်ပြီးကျင်းမြောင်းတဲ့လမ်းမှာအန်ဒီရရှိတဲ့ခုံချုံမှုတစ်ခုလုပ်ရပါတယ်လင်ဒါကမိုင်အဝေးကြီးရောက်တဲ့အထိရည်တမျိုးနဲ့ရှီချောင်းပြသပါတယ်သူမကအစိတ်ရှိတဲ့ berries တွေကိုစစ်စစ်နီးကိုတင်ပေးပါတယ်အရေးပြားပေါ်ပွတ်ပြီးတုံ့ပြန်မှုရှိမရှိကြည့်ရမယ်နောက်ဆုံးမှာ X ပုံစံရှိတဲ့ကြောင်နှလုံးကိုပြပြီးအဲ့ဒီနေရာမှာအစိတ်ပင်နဲ့ချွန်ထက်တဲ့စူးပင်တွေရှိကြောင်းမသွားတင်ကြောင်းပြောပါတယ်ပြန်လာတဲ့လမ်းမှာ Bradley ကအနားယူခြင်းပြီးရက်ပါတယ်ရုတ်တရက်လင်ဒါရဲ့ခြေထောက်အောက်ကမီးပြိုကျသွားပြီးသူမကပြိုကျမဲ့အနေအထားဖြစ်လာပါတယ် Bradley ကချက်ချင်းကူညီပြီးသူမကိုဆွဲတင်လိုက်ပါတယ်သူတို့နှစ်ယောက်အပေါ်အောက်လဲကြပြီးရဲမောလိုက်ကြတယ်ညစာစားချိန်မှာလင်ဒါကအသီးတွေကို ferment လုပ်ပြီး alcohol ပြုတ်လုပ်ထားတာဖြစ်ပါတယ်ညအခါမှာနှစ်ယောက်လုံးမူးနေကြတယ်
လင်ဒါကသူမဟာအရင်ကလက်ထပ်ဖူးပြီးအိမ်တောင်ရေးဆယ်နှစ်ကြာခဲ့ကြောင်းပြောပြတယ်။ဒါပေမဲ့သူမစိတ်မနာကြောင်းသူခင်မုန်းကမချစ်တဲ့သူဖြစ်ကြောင်းပြောပါတယ်။ Bradley ကသူ့အဖေနဲ့လည်းအဲ့ဒီလိုပဲအဆက်အသွယ်မရှိခဲ့ကြောင်းပြောပါတယ်။သူမအမေကလည်းမကောင်းဘူးလို့ပြောပြီးသူမကိုမမုန်းကျင်ကြောင်းသူအဖိုးကလည်းသူမကိုအဲ့ဒီလိုပဲပြုမှုခဲ့ကြောင်းပြောပါတယ်။ဒါကြောင့်လင်ဒါကသူမခင်မွန်းလည်းအရက်တောက်ပြီးမကောင်းတာတွေလုပ်တဲ့ကြောင်းဝန်ခံပါတယ်။သူမကအယံမူးတဲ့အထာကားတော့ကိုခွက်ထားတယ်ပေမဲ့တညမှာကြီးမားတဲ့အငင်းပွားမှုဖြစ်ပြီးနောက်ဆုံးမှသူ့ကိုတော့ပိတ်လိုက်ပါတယ်။သူကကားမောင်းထွက်သွားပြီးမတော်တဆဖြစ်ကတေဆုံးသွားပါတယ်။သူမကဒီအကြောင်းကိုမိသူမမပြောခဲ့ဘူး။ဒီကျွန်းကထွက်မသွားတင်ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။